ဤလူသည်ထူးဆန်းသောအရာတစ်ခုကိုသတိပြုမိသည်ဝယ်သူကသူ့ထက်3စက္ကန့်ပိုမြန်တဲ့တနက်ကိုတင်လိုက်တယ်သူကနေပယ်ကိုတမင်တကာလွဲမနေတဲ့အခါချက်ချင်းသတိထားမိတယ်သူမသည်ချိန်ကြီးမှုတစ်ခုသာပြုလုပ်ခဲ့ပြီးကီလိုမီတာကွာမှပြစ်မှတ်ကိုစာနိုက်ပါရိုင်ဖယ်ကထိမှန်ခဲ့သည်အဲ့ဒါကသူ့ကိုစဉ်းစားစေတယ်မကြသေးမီကသူသည်အငိမ့်စားယူလိုသောအဖွဲ့အစည်းကိုပြောခဲ့ဘူးသည်ထို့နောက်ရုတ်တရက်သူတို့သည်ဤသဘောတူညီချက်ကိုစီစဉ်ခဲ့သည်တိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ပါပိုလို့တောင်အံ့ဩမိတာကတော့ဝယ်သူကလက်နက်ကိုပြန်ပေးလိုက်ပြီးအတန်တိတ်ဆက်ကိုစမ်းသပ်ဖို့သူ့ဘေးနားကိုပြစ်ခိုင်းလိုက်တာသူမကိုတတ်ဖို့ပြီးပြည့်စုံတဲ့အခွင့်အရေးရှိပေမဲ့သူမလုပ်ခဲ့ပါဘူးအဲ့ဒီအစားသူကပိုကောင်းတဲ့အကြောင်းတစ်ခုရလာတယ်ဝယ်သူသည်လက်နက်ကိုသဘောကျပြီးသဘောတူညီချက်ကိုအပိသက်ရန်အစဉ်သစ်ဖြစ်နေပြီဖြစ်တော့လဲညှိနှိုင်းမှုအချို့လိုအပ်နေသေးသည်ဟုအဆိုပါမျိုးသားကပြောကြားခဲ့သည်ကျေးဇူးပဲသူမဘာကူမှတန်တရားမရှိပဲစောင့်ဖို့သဘောတူလိုက်တယ်ပြန်လာတဲ့လမ်းမှာဂျက်ကသူ့ကားဖန်ပါကိုကန်ပြီးပြင်ဆိုင်ကိုတွားခဲ့တယ်ဆက်ပြင်စရာသည်ကားပေါ်တွင်အလုံးလုံးနေစဉ်ကြားသည်လက်နက်အစစ်မြင့်ရန်အတွက်အစိပ်ပိုင်းချို့ကိုတိတ်တဆိတ်ခိုးယူရန်ကြိုးစားခဲ့တော့လဲပိုင်ရှင်ကသူ့ကိုဖမ်းမိခဲ့သည်သူအိမ်ပြန်ရောက်တော့သူဝယ်ထားတဲ့အစိပ်ပိုင်းတွေကိုအမြန်ခွဲထုတ်လိုက်တယ်သူသည် special များကိုထက်ကရင်းတို့ကိုနေရာတွင်ထုပြီးတံမဏိပိုက်ကိုဆဲနှစ်ပိုင်းထက်က special များဖြစ်စီးကအပြင်ဘက်ခွန်ပေါ်တွင်လျှော့ချသွားသည်အရာအလုံးပြီးပြည့်စုံပါတယ်သူသည်ဖောက်ထွင်းဝင်ရောက်သည့်အရေးရောင်မပြဘဲအတန်တိတ်ဆက်ကိုစောက်လုပ်ခဲ့သည်တနက်စစ်နှင့်ကိုက်ညီကြောင်းတေချာစီရန်မှောင်ခိုစည်းကွက်မှတပတ်ရစ်တနက်တလက်ကိုဝယ်ကလုံးလုံးလျားလျားခွဲထုတ်ပြီးနောက်ပြန်လည်ပေါင်းစည်းခဲ့သည်မူရင်းအတိုင်းပဲကြည့်ရတာသူကအပိုင်းကိုနည်းနည်းလေးတောင်ရည်ရွယ်ချက်ရှိရှိပြင်လိုက်တယ်ထို့နောက်အရေးကြီးဆုံးအဆင့်ကိုရောက်လာသည်သူသည်ကြည်စံဖျားကိုပြားစီရန်ဖိုင်တစ်ဖိုင်ကိုအသုံးပြု၍ရင်းထဲသို့အပေါက်ငယ်တစ်ခုကိုသူကပြထားတစ်ဆက်ဖြင့်ဖြည့်လိုက်သည်ကြည်စံသည်အရေးကြီးသောအင်္ဂါစိတ်ပိုင်းကိုမထိမှန်တော့လဲပြထားသည်တည်စေနိုင်သည်နောက်တစ်နေ့တွင်ညှိနှိုင်းမှုမှာစီစဉ်ထားသည့်အတိုင်းဖြစ်သွားသည်ဒါပေမဲ့ဂျက်ကဝယ်သူအားအထူးကြည်စံတွေပေးပြီးနောက်ချက်ချင်းဆိုသလိုပဲသူမဟာရေချိုးခန့်လိုနေပြီးတနက်ကိုလည်းထပ်မံစမ်းသပ်ခြင်းနဲ့လို့ဆိုပါတယ်စပွဲထိုးလေးတောင်မိဖို့ချောင်းတဲ့ကိုအမြန်ပြေးသွားပြီးဂျက်တယောက်ထဲထားလိုက်တယ်တခုခုမမှန်ဘူးလို့ခံစားရတယ်ဝယ်သူပြန်လာတော့အခါကျသည်သူ၏အိတ်ကက်ထဲသို့လှုပ်ဝက်တနက်တလက်ကိုအမြန်ချုပ်ပစ်လိုက်ပြီးကောင်းပြီးငါအဆင်ပြေပါတယ်မင်းအဆင်ပြေပါတယ်ငါတို့မင်းရဲ့တနက်ကိုမလိုပါဘူးမင်းဘယ်တော့မှမသိဘူးကံကောင်းစွာနဲ့ပဲသူမဘာမှသတိမထားမိလိုက်ဘူးပတ်စံကိုကင်ထားရင်ဒီအနေရရှိတဲ့ဘဝကနေထွက်သွားဖို့အချိန်တန်ပြီလို့ဂျက်ဆုံးဖြတ်လိုက်တယ်နောက်တနေ့တွင်ဂျက်ဒီဇနီးဖြစ်သူအားအတူတူထွက်ခွာတင်သည်ဟုပြောရန်စီစဉ်ခဲ့တော်လဲသူဒီလိုက်လံရှာဖွေနေပြီဖြစ်ကြောင်းသူမသိခဲ့ပေတယောက်ယောက်ကသူ့ကောင်းကိုစိုက်ကြည့်နေတယ်မျောကြည့်လိုက်တော့တနက်သမားကိုတွေ့လိုက်ရတယ်ဝဲသူအတူတူပါပဲ